20လောက်မှာလုံလောက်တဲ့ဥပဒေပညာရှင်မရှိတော့ကျွန်မမေးကြည့်တယ်ဆရာမတွေကိုဘယ်လောက်ဆိုရင်လုံလောက်မလဲဆိုတော့တကယ်တော့တဝက်ကိုဖြတ်ချလိုက်မှသာလုံလောက်ရှိမှာဒါပေမဲ့တချို့တက်သူတွေကသူတို့ကလက်မလွတ်ချင်ဘူးဘာလို့သူတို့မှာဌာနဘယ်နှခုရှိတယ်ဆိုပြီးတော့ဟိုလူကြားကောင်းပေါ့နော်အဲ့ဒီဟာတွေကတော့ပြင်ရမှာပဲဆိုတာလူကြားကောင်းမဟုတ်ဘဲနဲ့ဒါနဲ့ထိထိရောက်သင်နိုင်အောင်လို့တော့ဒါဥပဒေနဲ့ထိန်းသွားရမှာပဲဒီအတိုင်းပဲလုပ်လို့တော့မရဘူးဘာဖြစ်ဆိုတော့ငါကြတော့တစ်မျိုးဆက်ဆံနေသူကြတော့တစ်မျိုးဆက်ဆံနေဆိုပြီးတော့တက်သူတွေကဖြစ်လာတယ်တက်သူတွေနောက်ပြီးတော့ဆောက်ထားပုံကလည်းပညာရေးကိုအဓိကထားပြီးတော့ဆောက်ထားတာမှမဟုတ်ပဲကျောင်းသူကျောင်းသားတွေကိုဘယ်လိုထိန်းထားနိုင်မလဲဆိုတော့အဓိကထားပြီးတော့ဆောက်ထားတာဆိုတော့တချို့တက်သူတွေဆိုလို့ရှိရင်မြို့နဲ့သိဝေးတာပဲမြို့နဲ့သိဝေးတယ်နောက်ပြီးတော့မူအရတက်သူတွေနားမှာအဆောင်တွေမဆောက်အောင်အဲ့ဒါတော့ကလေးတွေမစုနိုင်တော့မလို့ပေါ့ကလေးတွေမစုနိုင်အောင်လို့ဆိုတော့ထားလိုက်ပါတော့ဒါပေမဲ့အဲ့ဒီရည်ရွယ်ချက်ကလည်းကောင်းတာတော့မဟုတ်ပါဘူးဒါပေမဲ့နောက်အဲ့ဒီရဲ့အကျိုးဆက်တစ်ခုကဘာလဲဆိုတော့ဒီကျောင်းသူကျောင်းသားတွေကအသွားအပြန်မှာပဲအချိန်သိပ်ကုန်ကြတယ်အသွားအပြန်မှာပဲအချိန်သိပ်ကုန်ပြီးတော့ဒီတက္ကသိုလ်တွေထိရောက်တဲ့တောင်မထိရောက်ဘူးနောက်ပြီးတော့ကျောင်းသားတွေကတက္ကသိုလ်ပညာသင်နေဆိုတာဟာဘွဲတစ်ခုရဖို့ပဲလည်းမဟုတ်ဘူးဒီလောကကြီးထဲမှာလေပတ်တပ်ဖို့ဒီလောကရဲ့စင်ခေါ်မှုတွေရင်ဆိုင်နိုင်ဖို့လူမှုရေးနားလည်ဖို့လူမှုရေးနားလည်ဖို့အခွင့်အရေးကအများနည်းသွားတယ်တခါတည်းမနေ့စောစီစီကရောက်အောင်လို့သွားပြီးတော့တန်းတက်ပြီးတော့တခါညကိုမိုးသိမ်မိုးချုပ်လို့ရှိရင်မိဘဆိုရင်မှဆိုလို့တခါပြန်လာအဲ့တော့ကလေးတွေကတက္ကသိုလ်တစ်ခုရတင်ရတဲ့အကျိုးတွေမရဘူးပေါ့ဒါအလုံးပြန်ပြင်ရမှာပဲအလုံးပြန်ပြင်ရတာစတာတော့အဆင့်မြင့်ပညာရေးဥပဒေကိုတော့အများဆုံးဆွဲရမယ်ဒီအဆင့်မြင့်ပညာရေးဥပဒေမဆွဲမီတော့အခုစနစ်ကိုပြင်ဖို့ဆိုတာတော့ခက်ပါလိမ့်မယ်ဘယ်လိုပုံစံနဲ့ပြင်မလဲဆိုတာကိုမှအစီအစဉ်ရှိရမယ်လေ plan မရှိဘဲနဲ့ဟိုနေရာလျှောက်ပြင်ဟိုနေရာတို့ဒီနေရာတို့လုပ်လို့မရပါဘူး